တယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံမှာကိုမောရေဟုတ်ကဲ့စဉ်းစားဘာဖြစ်လို့ဘယ်လိုစဉ်းစားမသိဒီပင်ဝဲရုံလေယူဒိနေနဲ့မြောက်ကြီးကဘာထဖြစ်ရဩသူလဲကိုညညရဲ့သူလဲအေးဝါလို့နေမှာပေါ့ရင်းရွယ်မြောက်တောင်းဆိုတဲ့နေရာမှာအဲ့ဒီနောက်ဆုံးအလုံးလေးကိုကြိုက်တယ်ဟလားအလုံးလေးကိုကြိုက်တယ်ပေါ့လုံးနေကြိုက်တယ်ပေါ့ကြိုက်တယ်အေးဟုတ်ပြီတော့ခုနကပင်ဝဲရုံလေယူဒိနေလားရင်းရွယ်မြောက်တောင်းရင်းရွယ်ရုံနဲ့မြောက်ကြီးဖြစ်တဲ့ကိစ္စအတန်ကွာနေတဲ့တန်မမဟုတ်တာဟုတ်ပါနေတဲ့တန်မဟုတ်ကိုမောဖေမေကမွေးလွတ်တာမင်းလူရှင်တော်လှုပ်ရှားတော့ဆိုပြီးမွေးလွတ်တာပါရမီကပါရမီရှိလို့လေပါရမီမနေတာဟုတ်ပါဂုံးသားကြီးအောင်ပါနင့်မေဂုံးသားကိုမောဆိုတာငငါဆိုရွှေမဦးတင်မောင်တို့အတန်မျိုးဟုတ်တယ်ဒါမှနဲ့ဖျားဝဲလာခဲ့တာဗျာဖျားဝဲကဘတော့တို့ကျက်ကုတ်ဖျားဝဲလေတဘိုးတွဲလားတဘိုးတွဲစင်နှစ်သိန်းယူထားကြီးကိုကြီးအဆင်ပြေတယ်အဆင်ပြေတယ်မဟုတ်ဖြစ်တာမဖြစ်တာအပါထားကျွန်တော်ကဆင်ရကိုအရင်ယူတဲ့ကောင်ဟုတ်တယ်ရေချဆိုတာရေလောင်းအေးဗျာနော်တသက်လုံးမလာနဲ့ဟုတ်ပါမြောက်တယ်ဘလောက်မြောက်မင်းငါမဝင်မမြင်ဘူးဗျမင်းကနှိမ့်ချနေတာငါနှိမ့်ချတယ်ကိုမတင်တာအဲ့ဒါဘိုးကြီးညှိနေကြအောင်ဘယ်ရောက်မှမနာဆက်ပြီးကြပြီမြောက်တောင်မြောက်တောင်ရောက်ကပုံမှန်ရှိဂုံးသားကြီးရောက်သွားပြီနင့်ဂုံးသားပဲညိုးရဲ့မောင်ဟိုးတောင်ကျော်စခန်းဟုတ်မယ်ညိုးရဲ့မောင်ဟိုးတောင်ကျော်စခန်းဟုတ်ပါရွှေဦးတောင်ရေကရွှေဦးတောင်ရေကညပေါင်းရဲ့မြင်းသားလာတယ်ကွယ်ဟုတ်ပါတော့မှတွန်းသားလာတယ်ဗျာဟုတ်တယ်ဗျာတော့ဘိုးသေးချင်လည်းနောက်ကလိုက်ကတ်လိုက်တာတော့ပါတဲ့စခန်းငါချရတာပြီးမဟုတ်ဘူးကောင်းနေပြီကောင်းနေကိုမောချတာဘယ်သူမှမသိလိုက်ဘူးအဲ့ပြောနေအတန်ချရတာရဲတို့ရေကိုရဲတို့နေနေဘီကိုမောခမရဒီလေးဒိန်းတော်ငင်းညာဘီလူကရေဒီငယ်ရေပြည်နမတွင်းမှာတော့ရည်စရာသတင်းလေးတွေပြန်ပွားအောင်လာမယ်ပြည်နမထဲမှာရည်စရာအညိတ်ဟုတ်မတွဲစပုတွဲထူတဲ့ဟာသားညီကိုတွေနဲ့ညီကိုတွေခေါင်းဆောင်မင်းမီကျော်ကလေးမေသူကျော်ဖေးတက်ကတူတက်တရနေကျောင်းသူလေးဗျဟုတ်ပါရှိတော့မင်းသမီးလေးစောနေရွှေကြီးရွှေကြီးဓမ္မစိုက်ပညာရှင်စိတ်ကြည်မွေးရင်သွေးကလေးဟုတ်ပါပညာရှိ15စုရဖိုးတဲ့ကြံမင်္ဂလာဆိုင်မကြီးနဲ့တွဲဖက်လို့ကွဲမက်စီယာပြောစရာအငင်းငန်းကြီးဗျာဟုတ်ပါဗျာအားပါရဖြောပြကြစရာဒီလိုပါရေဟုတ်ပါဗျာကျွန်တော်တို့ဒါဆိုရှင်စဉ်းစားပြီးပြောနော်ရေစရာဒီမြန်မာချိန်မဲ့ရေစရာအညိတ်ရဲ့ရေစရာအညိတ်ဤမပါဘူးရေစရာအညိတ်ဖြစ်သွားပါပြီဟုတ်ပါနော်ဒါတော့ကျွန်တော်တို့ဒါ3ရက်မြောက်ပေါ့ဗျာ3ခွေပေါ့နော်ဒါကျွန်တော်တို့ဒါ first second third ပေါ့ဗျာဟာလူလို့ပြောမလူလို့ပြောအဲ့ဒီ first second third ကပထမဒုတိယတတိယအခွေဟုတ်တယ်အဲ့ဒီမှာကျွန်တော်တို့ကပထမနှစ်ခွေနဲ့မယိုးအောင်စမ်းတဲ့အတွေးခေါ်လေးတွေနဲ့ထဆင်းအဟောင်းနေမှာအကောင်းနေဖြစ်ရနေပြီလောက်ပါကြီးကိုတွေ9ယောက်ဝိုင်းဖွဲ့ပြီးတော့တိုင်မဆွေးနေလောက်ကြကြတယ်ဟုတ်ကဲ့မာတာရေးဝင်လောက်ပါမာတာရေးတာတော့လည်းပါပိုင်ခွလို့ကြပါပိုတော့လည်းနှုတ်လိုက်ပေါ့ကောင်းမလေးစိတ်တိုင်းနဲ့ခွလို့ကြပါဟုတ်ကဲ့ဟုတ်လားကိုရင်းတော်ကြီးမှန်တာပေါ့ကိုပေလူပါရင်ခုနကိုမပြောသလိုပေါ့စကားပြောတဲ့အခါကျလို့ရှိရင်ပရိသတ်တွေအားလုံးနားဝင်အောင်ပြောအင်္ဂလိပ်လိုငါတက်တယ်ငါပညာတတ်ဆိုပြီးရှောက်မပြောနဲ့ကျွန်တော်လည်းအင်္ဂလိပ်လိုတက်တာတက်လို့ပြောတာပဲအင်္ဂလိပ်လိုတက်တာပဲမင်းမဟုတ်ဘူးမင်းအဲ့လိုငါဆိုတဲ့အစွဲမထားနဲ့ငါတက်တယ်ဆိုတာငါတက်တယ်လို့မင်းဘလူးမှမပြောနဲ့နော်ဘယ်ပြောမလဲကို့အတွက်အဆက်ကွဲမဲ့ဘာစကားတို့ဘတ်စကားတွေတို့အင်္ဂလိပ်လိုတက်တယ်မိတ်ဆက်လိုက်လို့တော့ရလောက်စားမစင် Ladies and gentlemen my name is gentleman ကတရားဝင် gentleman တော့ပါဟုတ်ကဲ့ဒါခေါင်းကရင်တော့ပါတာစီတင်မောအားဆိုင်လို့ Ladies and gentlemen my name is Joker Dino my father is Zami Makla my mother is Gordon Trey I am 32 year old ငါပြောတာဘာတွေလဲဒီဘူးနားမလဲအဲ့ဒါမင်းတို့အင်္ဂလိပ်ကိုရှယ်တို့တော့မရှယ်တို့
ပြောပြရစမ်း အင်္ဂလိပ်လို့ဆိုဒီကဘောရပြမင်းဘာပွဲ ကာကြီးကဝေဒူရနေ မင်းမိတ်ကိုင်းကိုင်း ပါဠိတော်ဝေဒူရနေရှိ ရှဲလို့ဆိုတာ IPP ဆိုတာကတကယ်ပွဲ ဟိုအိုင်ထဲမှာPP မှုတ်နေတဲ့ကောင်ဒီကောင် ကောင်းတယ် ကြပြီတကယ်တော့ကျွမ်းကျင်တာပါ BAB ကွန်းများဖြစ်နေမလား ဘီကွန်းတင်တဲ့ဘီအောင်မှာကိုရောက်လာတာ ဟောတွေ့လားအဲ့လိုမယူသွားလို့ အင်္ဂလိပ်လိုဒါဆိုငါတို့ညီလေးလက်တီတော့နေပြောပြပေးသမှာအင်္ဂလိပ်လိုတို့အင်္ဂလိပ်လိုအဖေ ဟုတ်တယ်ငါမေးတာပြီ ဟိုဘေးကတော့တောင်လေကျင်တက် ဟိုအင်္ဂလိပ်လိုမသိလို့မေးတာအဖေဘာဖြစ်ညာ လေကျင်တက် အဖေကိုဘယ်လိုခေါ်လဲလို့မေးတာ အဖေကိုဖားတာ အဖေကိုဖာတာအမေကိုကျွတ်တာဟောလို့ မတာ အမေကိုမာတာ ဖာတာအမေကို မာတာ သူကရှောက်ပြောအင်္ဂလိပ်လိုအကိုကို အကို brother အကို brother အန်ကယ်ကို ဦးလေး ဟောကျောင်းနေနေပြီ ဦးလေးမှာလဲ ယောက်ျားလေးတွေကမေးမယ်နော် မေးတာ ယောက်ျားလေးမေးအကို အကို brother ကို brother အန်ကယ်ကိုဦးလေးကို ဦးလေးကိုအန်ကယ် ဒါမင်းကလေးတွေကမေးမယ် ဟမ် ဒါအပြိုကို အပြို ladies အပြိုကို ladies လေးဒီ အိုး ladies လာဟော ဟောဘာလဲဆိုတော့ဘာ တစ်ခုလက်ကို လေတော့လျှောက် ဟာဘာ ဟုတ်ဆုံးမ လေစင်နာမောင်း နှစ်လင်းကွာ လေဆိုင်ကလေးမောင်းတာ အဲ့ဒါကြတော့မင်းတို့ အင်္ဂ က လိပ်စာဆိုတာလည်းသူကသူရှိအတန်အတွက်ဆို speaking ပေါ့ဗျာ Mrs. Gorai ဦးတန်းပြင်းအဲ့ဒါဆရာတက်တိုး တတူ နော်အဲ့ဒါလေးပေါ့ကျွန်တော်တို့ chance ပြုစခဲ့ပါသူကဒီအင်္ဂလိပ်စာမှာဥမာ BOOK book ဆိုတော့စောက်ပြောနေတာအမမမှုစောက်ကိုစောက်ပါ BOOK ဆိုကေးသားပါ book ဘော့ အဲ့လိုခေါ်ရသွားလို့ရှိတယ် ဟုတ်အတန်လေးရှိဥမာ There's no matter who does it now အဲ့ဒါမင်းလောကကြီးမရှိတော့မရှိဘူး ဟုတ်တယ် ဟုတ်တယ်မ ဟုတ် And the what the British call up the you're the joker and the princess of the universe called Christ ဘာလဲတိလားကိုလည်းရမ်းပြောတာပဲ အဲ့ဒါကြတော့မင်းတို့ အင်္ဂလိပ်လိုစကားပြောတာတေးကြပြောသမှာကို မှတ်ကြညီလေးနားစာအုပ်တွေရှိရင်လည်းမှတ်ကြဘောပင်တွေရှိတယ်ဆိုလည်းမှတ်ကြကြည့်နေတဲ့ကလေးတွေဘာတွေကစအကုန်လုံးမှတ်တာမိဘပြည်သူများတနေ့တာပမန်းနွမ်းနေတဲ့ဘောပင်နဲ့စာအုပ်ကလေးများရှိရင်မှတ်ထားကြအင်္ဂလိပ်ဆိုစကားလုံးကအမတန်မှအရေးကြီးတာမသိမချင်းမှတ်ထားကြ ဟုတ်ကဲ့ဗျာ အဲ့ဒီ B ရဲ့ရှေ့မှာ A ရှိတယ်အဲ့ဒီ အင်္ဂလိပ်စလုံးမှာဘီရဲ့ရှိမှာအေးရှိတယ်ဟဲအောင်ကြာဘီရဲ့ရှိမှာ A အေးရှိတယ် ဦးတမ်းမြေဆရာတက်တိုး ဘီရဲ့ရှိမှာ ဒါတော့ ဦးထွန်းရဲ့ အေးရှိတယ် A ဟဲမလေးအောင်ကြာ မှတ်မင်းမျက်လုံးကြီးဟိုဘက်သွားတာမဟုတ်ကွာငါကြောက်လို့မမင်းမျက်လုံးက အင်္ဂလိပ်လို speaking spelling ဆိုတာတန်တဲ့ spelling ကိုဆုံးပါ You may be 1,000 miles far away you may not remember me just for a while but here as you are in my memory in my heart forever တကယ်ကြီးချက်ဆောင်ချင်းပြီအင်္ဂလိပ်လိုဒါအဖြစ်ပြန်လဲအချစ်ကြောင်းလေး You may be 1,000 miles far away မင်းမိုင်ပေါက်ရာထောင်ဝိကိုတဲ့ရဒေတာလေးရောက်ချင်ရောက်နေပါစေ You may not remember me just for a while မင်းကခဏလေးတော့တတိယချိန်မှရပါလိမ့်မယ် But တို့တော်လည်းဒီရချစ်ဆုံးရဲ့ You are in my memory in my heart forever မင်းသားလေးငါတဲ့မင်းသားလေးငါနှလုံးသားကလေးကိုထားရစိုးမိုးထားသူကချစ်တကင်းကြီးကချက်ဆောင်ချိန်ပြီ အဲ့ဒါပါလား တကင်းကြီးကချက်ဆောင်ချိန်ပြီဆိုတော့ကောင်းကြီးကချိန်ဆိုင်ကြီးမဲတယ် နေပြောပါလား ပြောတယ် ဘယ်စားကြည့်ပါလား မောင်သားမှာတော့လေရန်ဂျန်တမန်အမ်ဘရမ်မယောမကောလေရန်ဂျန်တမန်အမ်ဘရမ်မယောမကောဝဲရတဲ့လေးရတဲ့ဝဲမဟုတ်မပြောလို့ပြောတာပါဟုတ်ပြောတာပါတို့ရလေးရတဲ့ boss ဝဲရတဲ့လေးဟုတ်ပြီရှောက်ပြောနေခင်ဗျားတကယ်တက်လို့လားကို တော့မတက်နဲ့နောက်မှတက်ကြမယ်မဟုတ်နောက်ကြမှာတယောက်တည်းလက်တက်ကြမယ်တကယ်တော့နည်းနည်းရှည်သွားမယ်ဟုတ်တယ်မလား တခါကျော်ရွှေဝဲနေမသွားသေးရဲ့ မုံမယ်တလဲသီးများလို့အကန့်လေးတွေနဲ့တို့ ညငါစီစဉ်ကြီးပေးလိုက်တဲ့ဒီမောပျော်ရှိမှုစောင့်နေကြပြီ ပြူတိဖြစ်နေပြီ ကောင်းမလေးရထွက်ချင်နေတာ အဲ့ဒါပြောတာပေါ့ ကျွန်တော်မထွက်နိုင်ဘူးဆိုအသာလက်မလေးနဲ့တားထားတာ မင်းသမီးကိုအဲ့လိုပဲလက်မလေးနဲ့တားတယ်လား သူ့မဝနာမထားခဏနေအောင်ငါတို့ခေါ်မထွက်ခဲ့ မင်းသမီးကိုလက်မလေးနဲ့ပိတ်ထားတာ လက်မလေးနဲ့ဒီလိုပိတ်ထား လက်မလေးနဲ့ပိတ်ထား ကဲကိုတို့ရေ ရှေ့တော့မင်းသမီးလေး ဒီရအညင်ကဆက်တဲ့သူရဲ့ရှေ့တဲ့မင်းသမီးလေးစောင်းချင်းရွှေကြီး စောင်းချင်းရွှေဆိုတာ ကျွန်တော်သမီးလေး မင်းသမီးအော်ဖေဒီမှာဖေ ကဲညီလေးတို့ရေပြောစရာရွှေစရာကြီးစရာညင်ငယ်ဆက်တဲ့သူရဲ့ဗျာမင်းသမီးကျော်လေးစောင်းချင်းရွှေကြီးဘိုးစကြတို့မောင်နှမနဲ့တွဲဖက်နဲ့ပွဲမဲ့စရာပြောစရာကြီးစရာညင်ငယ်ဆက်တဲ့သူရဲ့အညစ်သမီးကြီးခေဆန်းလို့တိုးတက်လို့လာပါပြီဗျာဟုတ်တယ်တော့အညစ်သမီးဆိုတာတိုးပွားလို့လာပါပြီကျိုးစားကအမှန်တီထွေလို့မြတ်ပြည်တခွင်ချင်းချင်းတဲ့အောင်မခံလို့တသိမ့်နေဆရအောင်ရည်စရာညစ်သမီးငယ်ဒီလိုစကြဆိုဗျာ